conservative lab ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဆွေးနွေးပြီးသွားမယ့်အကြောင်းအရာကတော့တင့် DNA ကတင့်ကန့်ကြမှာမဟုတ်ဘူးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲတမ်းလိုကြားရလေးရှိရဲ့စကားတစ်ခုရှိရဲ့ပေါ့နော်။အဲ့ဒါကကျွန်တော်အဖိုးမှလည်းစီးထိုးရှိတယ်။အဖေလည်းဖြစ်တယ်ဆိုတော့ကျွန်တော်မှလည်းဖြစ်နေမှာပဲဆိုတာမျိုး။နောက်ကျမတို့မိသားစုထဲမှာကင်ဆာမျိုးရိုးရှိလို့အမြဲစိုးရိမ်ပူပန်နေရတယ်ဆိုတာမျိုးကျွန်တော်တို့ဆေးကမ်းမှာရောအပြင်မှာပါဒီလိုစကားတွေကြားလေကြားထားရှိရပေါ့နော်လူအများစုကမိဘစီကနေပါလာတဲ့ DNA ကြီးကိုပြောင်းလဲလို့မရတဲ့ကံကြမ္မာစာအုပ်ကြီးလို့ထင်နေကြတာပါဒါပေမဲ့အခုခေတ်သစ်ဆေးပညာအရာမှာတော့ဒါလုံးဝမမှန်တော့ပါဘူးတင်းရဲ့ DNA ကတင်းရဲ့ကံကြမ္မာမဟုတ်ပါဘူးအခုနောက်ဆုံးမှသိပ္ပံပညာရဲ့ဖြစ်တဲ့ epigenetics ကဘာကိုသက်သေပြနေလဲဆိုတော့မင်းစီမှာမကောင်းတဲ့မျိုးရိုးဗီဇပါလာရုံနဲ့ယောဂဖြစ်မှာမဟုတ်ဘူးမင်းနေ့စဉ်စားတောက်လိုက်တဲ့အစားအစာတွေနဲ့မင်းရဲ့နေထိုင်မှုပုံစံကသာဒီယောဂခလုတ်ကိုနှိမ့်လိုက်တယ်ဆိုတဲ့အချက်ပါပဲနားလည်လွယ်အောင်ပုံဥပမာလေးတစ်ခုနဲ့ပြောပြပါမယ်တင်မိဘတွေစီကနေရခဲ့တဲ့ DNA ဆိုတာအင်တလုံးစောက်မဲ့ပုံစံချမ်း blueprint နဲ့တူပါတယ်ဒီပုံစံချမ်းကြီးကိုတော့သွားပြင်လို့မရဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီပုံစံချမ်းကြီးအတိုင်းအိမ်ကိုတကယ်စောက်မလားဘယ်ခန်းကိုအရင်ဖွင့်မလဲဘယ်တကားကိုပိတ်ထားမလဲဆိုတာကိုဆုံးဖြတ်တဲ့အင်ဂျင်နီယာကတော့ခုနကပြောတဲ့ epigenetics ပဲဖြစ်ပါတယ်အဲ့ဒီအင်ဂျင်နီယာလက်ထဲကအဓိကကုန်ချမ်းကကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေနဲ့ကျွန်တော်တို့ရဲ့အတွေးခေါ်တွေပဲဖြစ်ပါတယ်ဒါကြောင့်ဘယ်တော့မှမိမိကိုယ်ကိုငါတော့မျိုးရိုးရှိလို့ယောဂဖြစ်တော့မှာပဲဆိုပြီးတော့ negative talk တွေမလုပ်ပါနဲ့မိမိကိုယ်ကိုမကောင်းပြောတာမျိုးအတိတ်မှာပိတ်မိနေတဲ့အတွေးတွေကိုဆွန့်လွတ်လိုက်ပါပြဿနာတစ်ခုကြုံလာရင်အဲ့ဒါကိုဘလို့ဖြေရှင်းမလဲဆိုတာကိုပဲအာယုံဆိုင်ရင်တင်းရဲ့ဘဝတကယ်ကိုအတိတ်ပဲရှိလာမှာသိကြပါတယ်ကျွန်တော်တို့နေ့စဉ်နေ့တိုင်းစားသုံးနေတဲ့အစားအစာတွေက1 byte ပြီးဖို့တက်တက်ပဲမဟုတ်ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ cell တွေက DNA စီကိုပေးပို့လိုက်တဲ့သတင်းအချက်လက်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ DNA ကိုစာအုပ်ကြီးတအုပ်လို့မြင်အောင်ကြည့်ပါကျွန်တော်တို့စားသုံးလိုက်တဲ့အာဟာရဓာတ်တွေကအဲ့ဒီစာအုပ်ကြီးရဲ့စာမျက်နှာပေါ်မှာစာညက်လေးတွေတွားညက်လိုက်တာနဲ့တူပါတယ်အကယ်၍တင်ကကျန်းမာရေးနဲ့ညီညွတ်တာတွေကိုစားလိုက်လို့ရှိရင်ခန္ဓာကိုယ်ကကင်ဆာဖြစ်စေမဲ့ရောင်ရမ်းမှုတွေကိုဖြစ်စေမဲ့စာမျက်နှာတွေကိုစာညက်ကြီးနဲ့အုပ်ပြီးဖတ်လို့မရအောင်ပိတ်ပစ်လိုက်တာနဲ့အတူတူပါပဲ junk food တွေတကြားတွေနေ့စဉ်နေ့တိုင်းစားရင်တော့ကျန်းမာရေးကောင်းစေတဲ့စာမျက်နှာတွေကိုပိတ်ပစ်ပြီးတော့ယောဂဖြစ်စေတဲ့ခလုတ်တွေကိုဖွင့်မိလိုက်တယ်လို့ဖြစ်သွားတတ်ပါတယ်လွန်ခဲ့တဲ့2 နှစ်လောက်ကသုတေသနတစ်ခုလုပ်တယ်ပေါ့နော်အဲ့ဒီသုတေသနကကျောင်းတစ်ခုက fast food တွေနဲ့အချိုရည်တွေကိုကျောင်းတွင်းရောင်းချမှုကိုပိတ်ပင်လိုက်တဲ့အခါမှာကျောင်းသားတွေရဲ့ရန်ဖြစ်တတ်တဲ့ကြမ်းတမ်းတဲ့အမှုအကျင့်တွေက80%တိချက်ချင်းလျော့ကျသွားတာကိုတွေ့လိုက်ရပါတယ်ဒါကဘာကိုပြနေလဲဆိုတော့ကျွန်တော်တို့စားလိုက်တဲ့အစားအစာတိုင်းကခန္ဓာကိုယ်ကိုဘယ်လောက်မှုထိရောက်မှုရှိလဲဆိုတာကိုသက်တည်ပြနေတာအဲ့ဆိုတော့အခုကျွန်တော်တို့ရဲ့ဗီဇခလုတ်ကောင်းတွေကိုပိတ်ပြီးတော့ယောဂခလုတ်တွေကိုလိုက်ဖွင့်နေတဲ့တရားခံ၄ယောက်အကြောင်းကိုပြောပြပါမယ်ပထမတရားခံကတော့ junk food တွေဖြစ်ပါတယ်ကျွန်တော်တို့စားတောက်နေတဲ့အသင့်စားအစားအစာတွေတကြားတွေစီကြော်မုန့်တွေက cell တွေကိုချက်ချင်းဒုက္ခပေးပါတယ်ဒီအစားအစာတွေကကင်ဆာကိုတားဆီးပေးတဲ့ဇီဝခလုတ်တွေကိုပိတ်ပစ်ပြီးတော့ရောင်ရမ်းမှုခလုတ်တွေကိုဖွင့်ပေးတယ်လို့ဖြစ်သွားတတ်ပါတယ်ဒါတွေမဟုတ်ဘဲနဲ့ cell တွေကနေပြီးတော့စွမ်းရည်ထုတ်တာတွေကိုလည်းပျက်စီးစေပြီးတော့ဦးလန်းကြောင်းထဲမှာရှိတဲ့အကျိုးပြုပိုးမွှားတွေ probiotic တွေကိုလည်းတည်စီနိုင်တဲ့အာနိသင်ရှိပါတယ်။ဒါရဲ့နောက်ဆက်တွဲတွေအနေနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာနာတာရှည်ရောင်ရမ်းမှုတွေဖြစ်ပြီးတော့နှလုံးရောဂါ၊ကန်ဆာand Alzheimer တွေကိုဖိတ်ခေါ်တယ်လို့ဖြစ်သွားစေတတ်ပါတယ်။ဒုတိယတရားခံကတော့ alcohol ပါ။အရက်ကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဇီဝနာရီကိုအမြင့်ဆုံးအုံမြင့်အောင်လုပ်ပေးနေတဲ့တရားခံကြီးဖြစ်ပါတယ်။ alcohol ကိုအလွန်အကျွံတောက်သုံးခြင်းအဖြစ်ခန္ဓာကိုယ်ရဲ့မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်ဓာတ်စုပ်ယူမှုတွေကိုဓာတ်ရိုက်ပိတ်ပစ်ပါတယ်။အဲ့ဒီအခါကျရင်ကျွန်တော်တို့ခန္ဓာကိုယ်ကကင်ဆာဗီဇခလုတ်တွေအကုန်လုံးပွင့်ကုန်လာတတ်ပါတယ်။ဒါတွေမဟုတ်ဘဲနဲ့အရက်က DNA တိဆောက်ပုံကြီးကိုလည်းဓာတ်ရိုက်သွားရောက်ဖြတ်စီပြီးပျက်စီးသွားတဲ့ DNA တွေကိုလည်းခန္ဓာကိုယ်ကပြင်လို့မရအောင်လိုက်ပိတ်နိုင်တဲ့အစွမ်းရှိပါတယ်။နံပါတ်3တရားခံကတော့နာတာရှည်စိတ်ဖိစီးမှုဖြစ်ပါတယ်။
ကျွန်တော်တို့ကြုံတွေ့ရတတ်တဲ့အလုပ်တန်းစိတ်ဖိစီးမှုထံတွေကကာလရှည်လာတဲ့အခါကျရင်ဗီဇကိုပြောင်းလဲပစ်ပါတယ်။စိတ်ဖိစီးမှုကြောင့်ထွက်လာတဲ့ဟော်မုန်းတွေကအုံနောက်ထဲကစိတ်ပျော်ရွှင်မှုတွေကိုထိန်းချုပ်တဲ့ဗီဇခန္ဓာရည်ဗီဇတွေကိုလိုက်ပိတ်ပစ်တတ်တယ်။အဲ့ဒီခါအဲ့ဒီစိတ်ဖိစီးမှုတံတွေကိုပုံမခံနိုင်တော့ဘဲနဲ့စိတ်သက်သာတာတောကရောက်တာတွေဖြစ်လာတတ်တယ်။အဆိုးဆုံးကတော့ဒီစိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ဗီဇပြောင်းလဲမှုအမွေဆိုးတွေကမိမိတွေမကဘဲနဲ့သားသမီးမျိုးဆက်တွေထိလက်ဆင့်ကမ်းပါသွားတတ်တာပဲဖြစ်ပါတယ်။နောက်ဆုံးနံပါတ် 4တရားခံကတော့ sleep deprivation အေးအေးပြတ်တာပဲဖြစ်ပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်မှာနေ့နဲ့ညကိုခွဲခြားပြီးတဲ့ဇီဝနာရီဗီဇတွေဆိုတာရှိပါတယ်။ညဘက်အေးအေးပြတ်တဲ့အခါအဲ့ဒီဇီဝနာရီဗီဇတွေကကမောက်ကမဖြစ်သွားပြီးညဘက်မှာလုံရမဲ့ cell အသစ်ပြင်ခြင်းဆိုတဲ့လုပ်ငန်းစဉ်တွေအကုန်လုံးရပ်တန့်သွားစေတတ်ပါတယ်။အုံနောက်ထွေးကအမိုက်တွေကိုတန်းစင်ပြီးရဲ့စနစ်ကြီးရပ်တန့်သွားပြီးအစိတ်အတောက်တွေကခန္ဓာကိုယ်မှာပိတ်မိလာတဲ့အခါမှာကာလရှည်ကြာလာတဲ့အခါမှာအဇိုင်းမာယောဂစီကိုတိုက်ရိုက်ဥတီသွားစေတတ်ပါတယ်။ဒါတွေမဟုတ်ပဲနဲ့အေးပြက်ခြင်းကကြွက်သား cell တွေထဲကဗီဇတွေကိုပါပြောင်းလဲပစ်တတ်တာမို့လို့အားကစားသမားတွေကြွက်သားထုတီစောင့်နေတဲ့လူတွေအတွက်ကြွက်သား recovery ဖြစ်မှုကိုလည်းအဆိုးဝါးဆုံးအဟန့်အတားဖြစ်စေပါတယ်။အဲ့တော့ဒီတရက်ခံနေကြောင့်မို့ကျွန်တော်တို့ရဲ့ဒီဇီဝခလုတ်တွေကအဖွင့်အပိတ်စနစ်ကယိုယွင်းသွားပြီဆိုပါစို့ပြန်ပြင်လို့မရဘူးလားပြန်မကောင်းနိုင်တော့ဘူးလားမျောလင့်ချက်မရှိဘူးလားဆိုတော့အဲ့လိုမဟုတ်ပါဘူး DNA ဖွဲ့စည်းပုံပျက်စီးသွားတာမျိုးနဲ့မတူဘဲနဲ့ဒီဗီဇခလုတ်အဖွင့်ပိတ်စနစ်ကပြန်လည်ပြင်ဆင်လို့ရတယ်ဆိုတဲ့အချက်ကအဓိကဒီနေ့ပြောချင်တဲ့ podcast ရဲ့အဓိကအချက်ပါပဲကျွန်တော်တို့ခန္ဓာကိုယ်တွေကနေပြီးတော့ဇီဝခလုတ်ကောင်းတွေကိုပြန်ဖွင့်ပေးနိုင်တဲ့နီလန်းနေရှိပါတယ်အဲ့နီလန်းကတော့တခြားမဟုတ်ပါဘူးကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေမှာကိုရှာဖွေလို့ရပါတယ်စူပါဖူးတို့တင်စားခေါ်ဖို့လို့ရနိုင်တဲ့အစားအစာတွေပေါ့နော်ဘာတွေလဲဆိုတော့ broccoli ပါတယ်လက်ဖက်ရည်စိမ်းနဲ့ berries တွေပါတယ်ကြက်ဥအနှစ်နဲ့အသေးကလေးစားတွေပါပါတယ်ပန်းကော်ပီစိမ်းကခန္ဓာကိုယ်ကအန္တရာယ်ရှိတဲ့အရာတွေကိုပိတ်ပစ်ပြီးတော့ကင်ဆာခုခံတဲ့ဗီဇခလုတ်တွေကိုပြန်ဖွင့်ပေးတဲ့အစွမ်းတတိရှိပါတယ်လက်ဖက်ရည်စိမ်းနဲ့ berry သီးတွေကလည်းအိုမီယုံမှုကိုစန့်ကျင်တဲ့ longevity ဂျင်းခလုတ်တွေကိုတွားရောက်နှိုးဆွပေးပါတယ်ကျုပ်အနှစ်နဲ့အသေးတွေက DNA စာညှက်စနစ်အတွက်မရှိမဖြစ်လိုအပ်တဲ့ကုန်ကျန်းတွေကိုပံ့ပိုးပေးပါတယ်အခုနောက်ပိုင်းကမ္ဘာထိပ်တန်းသူတေသနတွေမှာလူတစ်ယောက်ရဲ့ဇီဝကမ္မအသက် biological age ကိုဒီလိုဇီဝခလုတ်တွေရဲ့ပုံစံကိုကြည့်ပြီးတော့တိုင်းတာတာဖြစ်ပါတယ်။ဥပမာမိတ်ဆွေရဲ့မွေးတက်ကူတွေကအသက်32နှစ်ဖြစ်ပေမဲ့စနစ်တကျစားတောက်မှုလေ့ကျင့်ခန်းလုပ်မှုဂျင်ဆော့မှုတွေကြောင့်ခန္ဓာကိုယ်ကောင်းကောင်းထိန်းထားနိုင်ရင်ဇီဝကမ္မအသက်က25နှစ်လောက်ပဲရှိနေရမျိုးဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ပြောချင်တဲ့ဗီဒီယိုရဲ့အဓိကအနှစ်ချုပ်လေးကတော့ရှင်းရှင်းလေးပါပဲ။မျိုးရိုးဗီဇကတင်းရဲ့တနက်ထဲကိုကြီးစံထည့်ပေးလိုက်တာမှန်ပေမဲ့အဲ့ဒီတနက်မောင်းတန်းကိုဆွဲလိုက်တာတော့တင်းရဲ့နေထိုင်စားတောက်မှုပုံစံမျိုးဖြစ်ပါတယ်ဆိုတဲ့အချက်ပါပဲ။ကျွန်တော်တို့နေ့စဉ်စားတောက်တဲ့အချိန်မှာကျမကြီးအတွက်ခန္ဓာကိုယ်ကိုအဓိကအားပြုပေးနိုင်တဲ့စူပါဖူးတွေကိုရွေးချယ်စားမယ်။ကိုယ်လက်လှုပ်ရှားမှုတွေကိုတစ်ပတ်ကို4-5ချိန်လောက်ဆော့ပေးမယ်။အသက်ရှူလေးချိန်ကပုံမှန်လုပ်ပေးမယ်။ပုံမှန်ညတိုင်း9နာရီပြည့်အောင်အိပ်ဆက်ခြင်းကဗီဇခလုတ်တွေအုံမင်းခြင်းကနေပြီးတော့ကာကွယ်ပေးပါတယ်။မှန်ကန်တဲ့ workout အသက်ရှူလေးချိန်ကကောင်းမွန်တဲ့ good signal တွေကိုသာခန္ဓာကိုယ်ကိုပြန်ပေးရင်ခန္ဓာကိုယ်ကအုံမင်းရင်းရော်မှုခလုတ်တွေကိုပြန်ပိတ်ပြီးလူပြိုခြင်းစီကိုပြန်လှည့်လာမှာဖြစ်ပါတယ်။ You have the power to edit your own genetic story ပါဒီနေ့ podcast လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးပဲအသက်ကိုဝဝရှူပါပျော်ရွှင်စွာနေထိုင်ပါကျွန်တော်တို့နားထောင်သူတို့ရဲ့မျိုးရိုးဗီဇဇာတ်လမ်းကိုစမတ်ကြပြောင်းလဲရေးသားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ podcast လေးကနေပြီးတော့ message တစ်ခုခုကြံခဲ့ဖို့မျှော်လင့်ပါတယ်အားလုံးအဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့เนาะတာယာလေးနေ့လေးတာယာသောနေ့လေးဖြစ်ပါစေကျေးဇူးအများကြီးတင်ပါတယ်ရှင်